အလုံးတာလီဇောပါမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့အလွန်တရာမှစားလို့ကောင်းတဲ့ဖမ်းပါ6လေးတွေကိုခရမ်းချင်းတီးလေးနဲ့ရခိုင်ချက်ဘလို့ပုံစံမျိုးလေးချက်စားမလဲဆိုတာကိုကျွန်တော်နဲ့အတူတူဒီနေ့ဒီဗီဒီယိုလေးမှာချက်စားကြည့်ကြပါမယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ချက်ဖို့အတွက်စံတန်းလောက်ကြပါမယ်ခုဆိုလို့ရှိရင်ကျွန်တော်ကတော့ငခမ်းပါ6လေးတွေကိုအပိုင်းလေးတွေပိုင်းထားပါမယ်အနေတော့အတုံးလေးတွေတုံးထားပါတယ်ဒီငါ6လေးတွေကစားလေးတော့နည်းနည်းပါပါတယ်စား6ပါလုံးဝအထုံးခေါက်ဒီပါနဲ့လုံးဝအသားတုံးလေးတွေရှေ့ကောင်းပါကောင်းဒီစား6လေးတွေကိုရှင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရေလေးနည်းနည်းစိမ်ထားဖို့တော့လိုပါတယ်ကျွန်တော်ကတော့ဒီလိုအနေတော်လေးတွေပိုင်းပေးတာနဲ့ရေလေးနည်းနည်းစိမ်ပေးထားပါမယ်ကီလိုခွဲဆိုဒီလောက်ရတယ်နေတော့မဟုတ်ဘူးခုဆိုရင်ကျွန်တော်ကတော့ချက်ဖို့အတွက်အဆုံးစီကိုချက်ထားပါတယ်စီတက်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ပါလှီထားတဲ့ကြက်တန်နင်းလေးတွေကိုထပ်ပြီးတော့ထည့်လိုက်ပါမယ်ကြက်တန်နင်းလေးတွေထည့်ပြီးတော့အယောင်လေးနည်းနည်းညှို့လာအောင်လို့အဆုံးကြက်တန်နင်းလေးတွေကိုစီနဲ့သေချာလေးကိုချက်ပေးထားပါမယ်โอเคကြက်တန်နင်းလေးတွေအယောင်နည်းနည်းညှို့လာပြီးအနေတော်လေးဖြစ်လာပြီဆိုတာနဲ့ကျွန်တော်တို့ငါးချမ်းမင်းနေရာမှာလိုအပ်တဲ့တစားပလာလေးတွေကိုထပ်ပြီးတော့ထည့်ပါမယ်ခုဆိုရင်ကျွန်တော်ကတော့အဆုံးဟင်းချုံမုံကိုထပ်ပြီးထည့်လိုက်ပါတယ်ဟင်းချုံမုံထည့်ပြီးပြီဆိုတာနဲ့စနွဲမုံကိုထပ်ပြီးထည့်ပါမယ်ဟင်းချုံမုံစနွဲမုံလေးတွေထည့်ပြီးပြီဆိုတာနဲ့ရခိုင်ဟင်းချက်တဲ့နေရာမှာမပါမဖြစ်တဲ့အစိမ်းစားငပိကိုထပ်ပြီးထည့်လိုက်ပါတယ်ပြီးတာနဲ့ဆားလေးကိုနည်းနည်းလေးပဲထည့်ပါမယ်ဘာလို့ဆိုဆားချောင်းမို့လို့ပါဒီမှာကျွန်တော်တို့အပွားအငံလေးမေးပြီးတဲ့ခါမှာကျွန်တော်တို့ဆားလိုအပ်သလိုထည့်ပြီးထည့်ပါမယ်ခုဆိုလို့ရှိရင်ကျွန်တော်တို့အကုန်လုံးကြက်တန်နေလေးတွေတစားပလာလေးတွေကလည်းကျက်လာပြီဆိုတာနဲ့ထောင်းထားတဲ့ငရုတ်သီးအချောက်ကိုထည့်ပြီးထည့်လိုက်ပါမယ်မျိုးသီး6လေးကိုထပ်ပြီးထည့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့အဲ့ဒီမျိုးသီး6မှာဖြည့်ထားတဲ့ရေလေးတွေခန်းသွားတဲ့အထိထပ်ပြီးတော့ချက်ထားလိုက်ပါမယ်မျိုးသီးကိုရေလေးနဲ့နည်းနည်းထည့်ပြီးချက်တယ်ဆိုတာကကျွန်တော်တို့မျိုးသီးကိုအနှိုက်ကျစေတဲ့အပြင်ဘိုက်ကိုလည်းလုံးဝမနာစေပါပြီးတော့ကျွန်တော်တို့ဟင်းချက်တဲ့နေရာမှာဒီမျိုးသီးချက်တာကတကယ်ကိုဆရာကြပါတယ်ဘာလို့ဆိုလို့ရှိရင်မျိုးသီးကိုဒီလိုပုံစံမျိုးလေးချက်အောင်မချက်ဘူးဆိုလို့ရှိရင်မျိုးသီးများစားလို့ရှိရင်ဘိုက်လေးနာတဲ့သလိုဟင်းလေးအနှိုက်မကြပါဘူးဟင်းအနှိမ့်ကြခင်နေဆိုလို့ရှိရင်တော့ဒီလိုပုံစံမျိုးလေးအနှိမ့်ကြအောင်ချက်လိုက်ပါမယ်ဒီဒါနဲ့ကျွန်တော်တို့ပါလေးထားတဲ့ခရမ်းရှင်သီးလေးတွေကိုပါထပ်ထည့်ပြီးတော့အပွားအောင်လေးသေချာလေးပြန်ပေးထားပါမယ်ခရမ်းရှင်သီးလေးတွေညှမ်းသွားတဲ့အထိကျွန်တော်တို့ချက်ပေးလိုက်ပါမယ်ခရမ်းရှင်သီးလေးတွေညှိုးသွားတဲ့အထိအပွားအောင်လေးသေချာလေးပြန်ပေးပြီးတော့ချက်ပေးဖို့တော့လိုပါတယ်ခရမ်းရှင်သီးလေးတွေညှိုးလာပြီးအနေတော်လေးဖြစ်လာပြီးဆိုတာနဲ့ဟိုဘက်မှာငချောက်ကိုရေစိမ်ထားပြီးတော့သေချာပြောင်းအောင်ဆေးထားတဲ့ငချောက်လေးတွေကိုထည့်လိုက်ပါမယ်ငချောက်ကိုထည့်ပြီးဆိုတာနဲ့အပွားအောက်တစ်ခါထပ်ပြီးတော့သေချာလေးကိုပြန်ပေးထားဖို့လိုပါတယ်အေးငချောက်တွေကိုခုနကထည့်ထားတဲ့တစားပလာလေးတွေဝင်သွားတဲ့အထိဒီနေရာမှာသေချာလေးလုံးပေးထားဖို့လိုပါတယ်သေချာလေးလုံးပေးပြီးဆိုတာနဲ့ကျွန်တော်တို့ထပ်ပြီးတော့အချင်ကိုထည့်ပါမယ်အချင်ကတော့ဒီနေရာမှာကျွန်တော်မယန်းပြားလေးတွေကိုတုံးထားပါတယ်မယန်းပြားလေးတွေကိုအေးဖြော်ပြီးတော့ထည့်ထားပါတယ်မယန်းပြားအေးဖြော်ပြီးထည့်ပြီးဆိုတာနဲ့ကျွန်တော်တို့ရေကိုထည့်ပါမယ်ရေကတော့ကျွန်တော်ပထမခွက်စစ်ရေကိုထည့်ထားပါတယ်ပြီးတာနဲ့ရေကိုထည့်ပြီးတော့တခါအဖက်မြုပ်တဲ့အထိထည့်ပြီးထည့်လိုက်ပါမယ်ရေအဖက်မြုပ်တဲ့အထိထည့်ပြီးဆိုတာနဲ့အိုးဖုံးလေးအောက်ပြီးတော့9မိနစ်10မိနစ်လောက်ချက်ထားပေးလိုက်ပါမယ်โอเค9မိနစ်10မိနစ်လောက်ချက်ထားပြီးတော့ကျွန်တော်တို့အိုးကလည်းအရေခန့်တဲ့အနေတော်လေးကိုရောက်လာပြီဆိုတာနဲ့ကျွန်တော်တို့အိုးဖုံးလေးကိုဖမ်းပြီးတော့တခါပြန်ပြီးတော့ကြည့်လိုက်ပါမယ်ခုဆိုရင်ဟင်းအိုးလေးကတော့အနံလေးမှွေပြီးတော့တော်လေးစားချင်စပွေဖြစ်နေပါပြီဒီနေထားလေးကိုရောက်လာပြီဆိုတာနဲ့ကျွန်တော်တို့တစ်ခါထည့်ပြီးတော့အပွားအောက်လေးနည်းနည်းပြန်ပေးလိုက်ပါမယ်ဒီစားလျှောက်တွေချက်တဲ့နေရာမှာကျွန်တော်တို့အဓိကကစားငချောက်ကိုရေစိမ်ထားဖို့တော့လိုပါတယ်ဘာလို့ဆိုလို့ရှိရင်ငချောက်မှာပါလာတဲ့စားလေးတွေထွက်သွားတဲ့အထိပါကျွန်တော်ကတော့ရေလေးနာရီဝက်လောက်စိမ်ထားပေးလိုက်ပါတယ်ဒီနေထားလေးကိုရောက်လာပြီဆိုတာနဲ့ကျွန်တော်တို့အပွားအငံလေးနည်းနည်းမြေကျစ်ထားပါမယ်ကျွန်တော်ကတော့အပွားငံလေးကိုထည့်ပြီးတော့မြည်လိုက်ပါတယ်โอเคအပွားငံလေးမြည်လိုက်တာနဲ့ကျွန်တော်ကတော့ဆားလေးနည်းနည်းလွန်နေတာနဲ့ကျွန်တော်ဆားကိုထည့်ပြီးတော့ထည့်လိုက်ပါမယ်တချို့ငှက်တွေကတော်လေးကိုငံပါတယ်ဒီငှက်ကတော့ကျွန်တော်တို့ဆား6ဆိုပေမဲ့ဆားရည်လေးနှစ်ထားတဲ့အကြောင်းမို့လို့ဆားကတော့ထည့်ပြီးထည့်ရပါတယ်ကျွန်တော်ဆားထည့်ပြီးလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့အပွားအောက်လေးနည်းနည်းပြန်ပေးလိုက်ပြီးဆိုရင်တော့အလွန်တရာမှစားလို့ကောင်းတဲ့ငချောက်ခရမ်းရှင်သီးရခိုင်ချက်တိုးရပါပြီဒီလိုပုံစံမျိုးဆော့အထိကျပေးတဲ့အတွက်တူတယောက်ချင်းစီကိုလည်းပဲအထူးပန်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ဗီဒီယိုလေးတွေကိုကြိုက်နေတဲ့တဲ့ဆိုလို့ရှိရင်ကျွန်တော်ကရခိုင်ဟင်းရှင်လေးတွေကိုအမြင့်မပြတ်တင်ဆက်ပေးနေတာမို့လို့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးလုပ်ပေးခဲ့ကြပါလို့လည်းတောင်းဆိုချင်ပါတယ်
ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဘိုင်ဘိုင်